ကျွန်တော်ရဲ့ရှေ့ဆက်မဲ့ professional keys အတွက် monster set ကြီးရောက်လာပါပြီနောက်ပိုင်းကျွန်တော်အများကြီးပြောင်းလဲပေးတော့မဲ့ M5 Magic 36GB memory 2TB storage 40-inch MacBook Pro ပဲဖြစ်ပါတယ်ဒီကက်ခွာလေးကိုခွာလိုက်တဲ့ movement ဟာကျွန်တော်ရဲ့ဓာတ်ပုံဆရာဘွားကနေတကယ် professional ရုပ်ရှင် video colorist တယောက်ဖြစ်အောင်ခြေလမ်းကြီးကြီးစလန်းလိုက်တဲ့ movement လို့ပဲပြောရမှာပါလူတွေကမေးကြလိမ့်မယ်။ဘာလို့ဒီလောက်ထိအချမ်းသာယူရွေးရတာလဲ။ကျွန်တော်ရဲ့ Sony A6900 ထွက်တဲ့ 4K 10bit အကြီးစားဖိုင်တွေကို DaVinci Resolve မှာအကြောင်းစစ်တဲ့အခါ color grading လုပ်တဲ့အခါဘလို့ effect ပဲထည့်တဲ့စာရွက် clay လှန်နေလို့နိုင်နေနဲ့စက္ကန့်ပိုင်းတွင် export ထုတ်ပေးနိုင်ဖို့ဒီဆက်ကြီးရဲ့ power မရှိမဖြစ်လိုအပ်လို့ပါပဲ။ကျွန်တော်ရဲ့ monster ကိုကျူးဆိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တကယ်ပါ